ဖွင့်လို့ထားလဲအမြင်အာရုံနဲ့မင်းပဲကိုမြင်နေတယ်ရင်မထောင်စင်သောမင်းကနေရာယူထားခဲ့ပေါ်ဘဝကိုပိုင်ဆိုထားနှလုံးသားထဲမှာတစ်စုံတစ်ရာခံစားခဲ့ရတော့ဝမ်းနဲ့လုံးလာတဲ့နာကျင်စွာရင်မကိုချစ်ခွဲအိမ်မထဲရင်ခုန်စေကျင်တော်သူလေးရှိတဲ့ချိန်ဘယ်သူတွေများမိမထဲဝင်နေလေကွာကိုယ်အတွေ့တွေမှာလေကျင်တော်သူလေးဆုံးမှုချိန်ဘယ်သူတွေများမင်းနှလုံးသားတွေဆုံးမလို့ထားပြီလေ